ခန္ဓာကိုယ်အတွက်ပရိုတင်းတက်ပြည့်ဝပြီးအားရင်တိုးစေမယ်ဘဲဥငံပြာရည်ချက်တူတူချက်ကြည့်ရအောင်အငန်တက်ကိုတက်နိုင်သမျှရှော့ချတာလို့ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလျာတစ်ခွက်ဖြစ်လို့ကိုကန်အားကိုပါအထောက်အကူပြုစေမယ်ဟင်းတစ်ခွက်ပါအဓိကပါဝင်ပစ္စည်းတွေကတော့ဘဲဥကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးကျန်းဖတ်ပဇွန်ချောက်ငံပြာရည်တို့ပဲလိုအပ်ပါတယ်စချက်ဖို့ပြင်ဆင်မယ်နော်အရင်ဆုံးဒဲအိုးတွေကိုစီအနှဲငယ်ထည့်ပြီးတစ်နေ့တာအားရင်ရစီဖို့အတွက်ကြက်သွန်နီကြက်သွန်ဖြူတွေကိုစီတက်ပါမယ်ဒါကကိုခံစွမ်းအားကိုလည်းအားကောင်းစေပါတယ်ကြက်သွန်လေးတွေနွမ်းလာပြီဆိုရင်တော့ငံပြာရည်နဲ့ထောင်းထားတဲ့ငရုတ်သီးအကျန်းဖတ်လေးတွေကိုထည့်လိုက်မယ်အရေးကြီးတဲ့အချက်ကတော့ငံပြာရည်ထည့်ပြီးရင်မီးကိုချက်ချင်းလျှော့ချပေးဖို့ပါမီးပြင်းရင်ငံပြာရည်တွေခန်းချောက်ပြီးပုံငံသွားတတ်ပါတယ်ပြီးရင်တော့ပဇွန်ချောက်မုံလေးထည့်ပါမယ်နောက်ဆုံးမှာတော့ပရိုတင်းတက်အပြည့်ပါတဲ့ပြုတ်ထားတဲ့ဥလေးတွေထည့်လိုက်မယ်ဥထဲကိုအရသာစိတ်ဝင်အောင်ညင်ညင်တသားလေးမှွေပြီးခဏနှက်ထားလိုက်ရင်တော့ရပါပြီလွယ်ကူရိုးရှင်းပြီးအရသာရောအာဟာရပါပြည့်စုံတဲ့ဟင်းများဖြစ်ပါတယ်ခန္ဓာကိုယ်အတွက်ပရိုတင်းတက်ပြည့်ဝစေပြီးအားရင်လည်းတိုးစေမယ်ဘဲဥငံပြာရည်ချက်လေးရပါပြီ